အဲ့တော့ဆရာတို့ဒီနေ့ကတော့ဆရာတို့ circuit configuration of ANU အဲ့တော့ဆရာတို့ processor ထဲမှာပါတဲ့ ANU ဟုတ်နော်အဲ့ဒီ ANU ရဲ့ဆရာတို့ circuit တွေဆရာတို့ပေါင်းလုံးမြောက်စားတွေပါလေဆိုရင်ဒီကလုပ်တယ်လို့ပြောလဲ ANU ကပဲအဓိကလုပ်တယ်အဲ့တော့ logical operation တွေ AND တို့ OR တို့ဒါတွေကိုလည်းဆရာတို့ ANU ကပဲအဓိကလုပ်တယ်အဲ့တော့သူထဲမှာဆရာတို့ပါတဲ့ circuit configuration တွေပေါ့နော်ဆရာတို့တစ်ချက်ကြည့်မယ်ဒါမနေ့တုန်းကဆရာသွားထားတာမနေ့ကဆရာတို့တနာရီဒါလောက်ပဲရှိရနော်တနာရီဒါလောက်ကိုဆရာဟိုမှာတင်ပေးထားမယ်နော်အဲ့ဒါလေးတစ်ချက်ပြန်ကြည့်ပေးနားမလည်လားရှင်ဆရာကိုပြန်မေးနော်ဟုတ်ကဲ့ပါဆရာ Okay ဟုတ်ပြီအဲ့တော့ဆရာတို့အခု ANU ကိုသွားမယ်အဲ့တော့ arithmetic and logic unit is a unit that perform arithmetic operation and logical operation အဲ့တော့ arithmetic operation ကတော့ရှင်းတယ်ဆရာတို့ပေါင်းတော့မြောက်စားတွေလုပ်တဲ့အခါမှာဆရာတို့သုံးတယ်ဒီ unit လေးကနေအဓိကလုပ်ပေးတယ်ပေါ့ logical operation ကလည်းဆရာတို့တကယ်တော့ and တို့ or တို့ not တို့ inclusive or တို့ဒါတွေကိုလုပ်ချင်တဲ့အခါမျိုးမှာဆရာတို့ဒီ ANU ရဲ့ဒီ circuit လေးကနေပြီးတော့မှအဓိကတောင်းယူပြီးတော့လုပ်ပေးတာဖြစ်တယ်အဲ့တော့ this unit is composed of various circuit အဲ့တော့ဒီ ANU ဆိုတဲ့ unit ကလေးက arithmetic and logic unit လေးကတဲ့ဆရာတို့ circuit တွေအများကြီးသူထဲမှာပါဝင်တယ်သူ circuit တွေအများကြီးနဲ့ဖွဲ့စည်းထားတယ်တဲ့ဟုတ်ပြီအဲ့တော့ logic circuit စပြီးတော့ဆရာတို့ကြည့်မယ် logic circuit is a circuit that perform logical operation for logical processing of instruction by computer အဲ့တော့ computer အနေနဲ့ဆရာတို့ logical instruction တွေကိုလုပ်မယ်အဲ့တော့ and or တွေလုပ်မယ်ဆိုလို့ရှိရင်အဲ့ဒါတွေကိုလုပ်မယ်ဆိုရင်ဘယ်သူကနေလုပ်ပေးတယ်ဆိုတော့ဒီ logic circuit ကနေပြီးတော့လုပ်ပေးပါတယ်တဲ့ logical operation refer to arithmetic operation အဲ့တော့ logical operation ဆိုတာကကျတော့ arithmetic operation လို့ဆရာတို့ပြောလို့တော့ရမယ်တဲ့ဒါပေမဲ့ that have only two true value of true and false အဲ့တော့ true value ပေါ့ truth table ခေါ်တာပေါ့ဆရာတို့ဒီ digital ပေါ့ digital fundamental တွေထဲမှာဆရာတို့ပါတယ် truth table ခေါ်တာအဲ့တော့ and ဆိုရင်လည်း and ရဲ့ truth table ရှိတယ် or ဆိုရင်လည်း or ရဲ့ truth table ရှိတယ်အဲ့တော့ true ဆိုရင်1ပေါ့ false ဆိုရင်0ပေါ့ဟုတ်ပြီနော်ဒါတွေကဒီချက်ဘက်ကလည်းသွားထားပြီးသားဖြစ်မယ်လို့ဆရာထင်တယ်ဟုတ်လားဟုတ်သွားထားပါလေသွားထားပြီးသားနော် okay ဟုတ်ပြီအဲ့တော့ဆရာတို့ဆက်ပြီးတော့ကြည့်မယ်အဲ့တော့ main logical operation အဲ့တော့အဓိကကြားတဲ့ logical operation တွေကိုအောက်မှာပြထားတယ်နံပါတ်1က logical product operation တဲ့အဲ့တော့ and အဲ့တော့ဆရာတို့က all ပေါင်း and မြောက်လို့ဆရာတို့အလွယ်မှတ်လို့ရတယ် and ကမြောက်တာနဲ့အလားတန်တူတယ်ပေါ့နော်အဲ့တော့ the output become true အဲ့တော့ output ကဆရာတို့1ဖြစ်တယ်တဲ့ဘယ်အချိန်မှာလဲဆိုတော့1 both input value are true input value တွေအကုန်လုံးကနှစ်ခုဒီမှာတော့နှစ်ခုနဲ့ပဲဆိုတော့ UGB ရှင်းထားတာပေါ့နှစ်ခုမကသုံးခုလည်းရှိနိုင်တယ်လေးခုလည်းရှိနိုင်တယ်အဲ့တော့ဒီမှာတော့နှစ်ခုနဲ့ပဲ UGB တော့ရှင်းပြထားတယ်ပေါ့နော် input နှစ်ခုကမှန်တယ်ဆိုရင် output ကလည်းမှန်တယ် input နှစ်ခုက1ဖြစ်ရင် output ကလည်း1ဖြစ်မယ် or တဲ့ဒါမှမဟုတ်လို့ရှိရင်တဲ့ or as the output is false output ကဆရာတို့က3ညဖြစ်မယ်4ဖြစ်မယ်ဆိုလို့ရှိရင် one either 1 is falseအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဆရာတို့ output ကဘာဖြစ်မလဲ0ပြောချင်တာက input နှစ်ခုသလုံးက1ဖြစ်ရင် output က1အဲ့လိုမှမဟုတ်ရင်တော့ output 0ဒါပဲရမလားဟုတ်ရပါတယ်အဲ့တော့ဆရာတို့ input output အနေနဲ့ဆရာတို့ in out သွားမယ်ဆိုရင် in back ကကျတော့ဆရာတို့ကနှစ်ခုရှိမယ် output ကတော့တစ်ခုပဲရှိမှာပေါ့နော်အဲ့တော့ input မှာဆရာတို့ AB ရှိတယ်ဆိုရင်နှစ်ခုရှိတယ်ဆိုတော့001 01 10 11အဲ့ဆိုရင်ဘယ်နေရာပဲ1ဖြစ်မလဲနှစ်ခုသလုံး1ဖြစ်တဲ့နေရာတစ်ခုပဲ1ကျန်တာအားလုံး0ဒါပဲဒါဒီ truth table ပဲဒါပဲနော်နောက်တစ်ခုကကျဆရာတို့ logical sum operation or ဟုတ်နော်အဲ့တော့ output become false output က0ဖြစ်မယ်one both input value are false input နှစ်ခုစလုံးက0ဖြစ်ရင် output က0 or as the output is 1 now one either 1 is 2အဲ့တော့နှစ်ခုစလုံးက0ဖြစ်ရင်0အဲ့လိုမှမဟုတ်ရင်တော့1တစ်ခု1ဖြစ်ရင်တော့1ပဲအဲ့တော့ဆရာတို့ကဒီဟာကတော့ဆရာတို့ n အတွက်ရေးလိုက်တာ or အတွက်ရေးမယ်ဆိုနှစ်ခုစလုံး0ဖြစ်ရင်0ကျန်တာအားလုံးကတော့1ပဲဒါပဲဟုတ်ပြီနော်အဲ့တော့ negation operation not အငင်းပေါ့နော် not ကတော့ရှင်းတယ် output become false
output က0ဖြစ်တယ်ဆိုရင်တဲ့ဘယ်ချိန်မှာလဲ1 input value is true input က1ဆို output 0 input က0ဆိုရင် output က1ဒါပဲ1ဆိုရင်0ပြောင်းမယ်0ဆိုရင်1ပြောင်းမယ်ဒါက not ရဲ့လောက်ဆောင်ချက် negation operation ဟုတ်ပြီနောက်တစ်ခုကကျတော့ exclusive logical sum HOR လို့ပဲဆရာတို့အလွယ်ခေါ်ကြတယ်ဟုတ်နော် exclusive OR အဲ့လိုပဲဆရာတို့အလွယ်ခေါ်ကြတယ် HOR exclusive OR ပေါ့အဲ့တော့ exclusive logical sum operation တဲ့တချို့ကလည်း EOR ဆိုပြီးခေါ်ကြတယ်ဆရာတို့ကတော့ HOR လို့ပဲခေါ်တာများတယ် exclusive OR HOR လို့ပဲခေါ်ကြတယ်ဟုတ်နော်အဲ့တော့သူကကြောင့်ဘယ်လိုလဲဆိုတော့ the output become false 0 output ကတုံ့ပြန်ဖြစ်မယ်ဘယ်အချိန်မှလဲ one both input value are the same input တစ်ခုကတူတယ်ဆိုရင်0 one the output is 1 the both input value are different တူရင်0မတူရင်1ဒါတူတယ်ပေါ့ဒါမတူဘူးပေါ့အဲ့တော့တူရင်0မတူရင်1ဒါဆရာတို့ HOR ပဲကြပါနော်အဲ့တော့ဒါလေးတွေကတော့ဆရာတို့အဓိကကြားတဲ့ logical operation လေးတွေပေါ့နော်ဟုတ်ပြီအောက်မှာထုတ်တယ်ပဲဆရာတို့တခါလေးရေးပေးထားတယ် the table below summarize the relation between input and output of the respective logical operation ဟိုမှာပြထားတယ်ဆရာတို့ logical operation 5ခုအဲ့ဒီ5ခုနဲ့ပတ်သက်တဲ့ input output relationship တွေကိုအတူချုပ်ပြီးတော့ပါဆရာတို့အောက်က table လေးနဲ့ဖော်ပြထားတယ်တဲ့ this kind of table is referred to as a truth table ဒါကိုဆရာတို့ဒီလိုမျိုး table တွေကိုဆရာတို့က truth table လို့ခေါ်တာပါပဲတဲ့ truth table ရေးတယ်ဆိုရင်ဆရာတို့က true တွေ false တွေမရေးဘူးတကယ်တမ်းတော့0တွေ1တွေနဲ့ပဲရေးချလိုက်တာအဲ့ဒါပုံမြန်ဟုတ်နော်အဲ့တော့ input hy နှစ်ခုရှိမယ် and gate ဆိုရင် and operation ဆိုရင် h and y ပဲအဲ့တော့ and ဒီမြောက်တာနဲ့တူတယ်1 1ဆိုရင်1ပဲ0တစ်ခုပါတာနဲ့ဘာဖြစ်လဲ0ဟုတ်ပြီနော် or ကကျတော့ဆရာတို့ပေါင်းတာနဲ့တူတယ်အလားတူတယ်အဲ့တော့1 1ပေါင်းရင်တော့2မရဘူးပေါ့နော် binary addition ဒီချက်တင်ပြီးသွားပြီလားဟုတ်တင်ပြီးတော့ပါပြီ ပြီးသားရနော်အဲ့တော့1နဲ့1နဲ့ပေါင်းရင်တော့2တော့မရဘူး1နဲ့1နဲ့ပေါင်းရင်မရဘူး 10 10ဟုတ်ပြီအဲ့တော့0ကိုရေးပြီးတော့1ကရှေ့ကို carry တက်ဟုတ်ပြီနော်အဲ့လိုမျိုးသွားတာပေါ့ဒီမှာတော့ဆရာတို့ okay မှာတော့1နဲ့1နဲ့ပေါင်းရင်2မရဘူး1ပဲပြန်ရတယ်1နဲ့0နဲ့ပေါင်းလဲ1ပဲ0နဲ့1နဲ့ပေါင်းလဲ1ပဲ0 0ဖြစ်တဲ့ချိန်ပဲ0အဲ့ဒါကြောင့်ဆရာတို့က okay ကိုပေါင်းတာနဲ့အလားတူတူတယ်လို့ဆရာတို့ကအလွယ်မှတ်ကြတယ်ဟုတ်နော် not okay not ကတော့ဆရာတို့ရှင်းတယ် not operation ကတော့ဘာဖြစ်လဲ input ကတော့တစ်ခုပဲအဲ့တော့ဆရာတို့က input h ကိုမှာ h ပေါ်မှာပဲမူတည်ပြီးတော့သူကစဉ်းစားလိုက်တယ် y မပါတော့ဘူးဒီမှာတော့အဲ့တော့1ဆိုရင်0 1ဆိုရင်0 0ဆိုရင်ဘာဖြစ်မလဲ1ဒါပဲ h or ကကျတော့ဆရာတို့က input နှစ်ခု h or y တူလားတူတယ်တူရင်0 1နဲ့0နဲ့မတူရင်1တူရင်0မတူရင်1ဒါပဲနားလည်မယ်နော် နားလည်ပါလေဆရာ okay ဟုတ်ပြီအမတင်ထားပြီးပြီဆိုမှတော့ဒါတွေက easy ပါဟုတ်ပြီနော်ဒါပြန်နှွေးနေတယ်လို့ပဲသဘောထားလိုက်ဟုတ်ပြီအဲ့တော့ beside h and y အဲ့တော့ an operation လုပ်တယ် h နဲ့ y နဲ့ကို an operation လုပ်တာအပြင်တဲ့ and is also able as ဒီလိုမျိုးလဲဆရာတို့ပေါ်ပြတယ်ပေါ့နော်ဒါလည်း h and y ပဲဒီလို dot လေးနဲ့လည်းပေါ်ပြတယ်ပြီးလို့ရှိရင်ဆရာတို့ကဟိုတင်ချလို့ပုံစံမျိုးပေါ့နော်union တို့ intersect တို့လိုပုံစံမျိုးဒါမျိုးလဲပေါ်ပြဒါလည်း h and y ပဲဟမ် h နဲ့ y နဲ့ကို an operation လုပ်တာပဲ h နဲ့ y နဲ့ကို an operation လုပ်တာပဲ h နဲ့ y နဲ့ကို an operation logical and ပေါ့နော်ဟုတ်နော် logical product အဲ့လိုလုပ်တာပဲတဲ့အဲ့လိုရေးတယ်အတူတူပဲဒီလိုမျိုးပေါ်ပြတယ်ဟုတ်နော် beside h or y အဲ့တော့ h နဲ့ y နဲ့ကို or လောက်ထားတာကိုဒီလိုမျိုးရေးတာအပြင် or is also a plus s h plus y အဲ့လိုလေးရေးတယ်ပြီးရင်ဆရာတို့ union တို့ intersect တို့ရေးတယ်လို့ဆရာတို့ဒီလိုမျိုးလေးရေးပါတယ်တဲ့ဟုတ်ကဲ့နော်အဲ့တော့ beside not h လို့ဒီလိုမျိုးရေးတယ်လို့မျိုးတဲ့ not is also a plus s h bar ဘုံ y ဆိုလဲ y bar ပေါ့အဲ့ဒါလဲဆရာတို့က not operation နဲ့အတူတူပဲ not operation လောက်တာကိုပေါ်ပြတာပဲဖြစ်တယ်တဲ့ဟုတ်နော်အဲ့ဒါပဲပြီးလို့ရှိရင်ဆရာတို့ကဒါမျိုးလေးပေါ့ရှေ့ကနေပြီးဒီလိုလေးပါတယ်ပြီးရင်ဒါလဲဆရာတို့က not h ကိုပြောတာ ਨੇ အတူတူပဲတဲ့
အဲ့တော့စာမွေးတွေမှာဂျာမျိုးတွေပါတတ်တယ်ပါတဲ့အချိန်မှာကြာရင်ကိုကြောင်းနေမှာဆိုလို့ဒါသူကမိကုံးကတစ်ခါလေကြာရင်ဒေါနဲ့ဖော်ပြတယ်တစ်ခါလေကြာပလက်နဲ့ဖော်ပြတယ်တစ်ခါကြာအန်တို့အော်တို့နဲ့ဖော်ပြတယ်အဲ့လိုမျိုးဖြစ်နေမှာဆိုလို့ဟုတ်ပြီနော်အဲ့တော့ beside h or y အဲ့တော့ h နဲ့ y နဲ့ကို h or လောက်တာဒီလိုဖော်ပြတယ်လို့မျိုး h or ရဲ့ also a plus s ဒါမျိုးလေးနဲ့ဖော်ပြတယ်ဒါမျိုးလေးနဲ့ဖော်ပြတယ်တဲ့ a ဆောက်ထိုးလေးနဲ့ဒါမျိုးလေးကတော့ဆရာတို့ပို့ပြီးအသုံးများတယ်ပလက်ကိုဆရာတို့ y ထားဟုတ်နော်အပေါင်းပုံစံလေးလိုဝင်ခတ်ထားတာဝိုင်းလေးနဲ့ထည့်ထားတာအဲ့ဒါအားတော့ဆရာတို့အသုံးအများတယ် h or ဒါမယ်နော် ဟုတ် ဟုတ်ပြီ โอเคဟုတ်ပြီအဲ့တော့